ကျွန်တော်နဲ့သူမရဲ့ဇလံကိုပြောရမယ်ဆိုရင်သူမအရန်အချိန်တည်ကြတဲ့သူကျွန်တော်ကတော့ရှက်ပြပြနိုင်နေသူဒီလိုနဲ့တနေ့သူမနဲ့ချိန်ထားတယ်ရောက်ပြီ9 မိနစ်နောက်ကြာဘလို့ပဲကြိုးစားသူမရဲ့တည်ကြမှုကိုမလဲနိုင်ခဲ့ဘူး10 မိနစ်တိတိနောက်ကြာနောက်ဆုံးမှကျွန်တော်ပေါ်ပေါက်တယ်သူမမှာ Dennis Martin ရှိပြီလားDM နဲ့ဆိုတော့ကျွန်တော်လည်းအချိန်ကိုပို့ပြီးတော့တန်ဖိုးထားတယ်လားသူမနဲ့တွေ့ရင်ထမ်းအောင်မကြဘူး Thank you Dennis Martin